လူတရားကိုတတိယနေနေလေဘဝကိုရှေ့ဆက်သွားလို့ရပါတယ်တခါတလေဘဝမှာတသက်တာမေ့မရတဲ့အချစ်တွေဆိုတာတကယ်ရှိပါတယ်လူတိုင်းမှာလည်းကိုယ်တကယ်ချစ်ရတဲ့သူနဲ့သက်ဆုံးနိုင်အေးအေးချမ်းချမ်းလေးနေထိုင်သွားလို့တဲ့ဆန္ဒတွေရှိကြပါတယ်အကြောင်းအမျိုးမျိုးကြောင့်လည်းအိမ်မက်တွေဟာပျက်စီးကြရပြန်ပါတယ်ကိုယ်ကိုရွေးချယ်တာမရွေးချယ်တာတန်တရားတွေဘဝရဲ့ဒုက္ခအမျိုးမျိုးတွေကြားမှာရှင်ကွဲကွဲကြရပါတယ်ဘလို့ခွဲခွာမှုမျိုးမဆိုနာကျင်ရပြီမဲ့ကိုယ်အသက်လောက်ချစ်ရတဲ့သူနဲ့ခွဲခွာရတဲ့အခါပို့ပြီးတော့နာကျင်ခံစားရပါတယ်ဒီနာကျင်မှုတွေကိုထွေးပွေပြီးတတိယလျက်ဘဝကိုရှေ့ဆက်သွားနိုင်ဖို့လိုပါတယ်အသေးရတော့ကွဲလို့ရတယ်ပြိုလဲလို့ရတယ်အဲ့ဟာတွေပြစ်လဲသွားလို့ရတယ်ဒါပေမဲ့ဘဝဟာရက်တက်နေလို့မရဘူးဒါတော့သိထားဖို့လိုပါတယ်အချိန်တန်ရှေ့ဆက်ရမှာပဲအချိန်တန်ရင်ငါပြန်ထရမှာပါပဲလူမချခဲ့ခြင်းနှလုံးသားထဲမှာတင်းစီခေါ်ဆောင်သွားလို့ရတယ်လူတယောက်ကိုဆက်ချစ်နေလှုပ်ရှားရှိရဲ့အလုပ်တွေကိုဆက်လုပ်နေလို့ရတယ်တတိယလျက်ချိတ်ဆက်နေလို့ရပါတယ်ကောင်းမွန်တဲ့အမှတ်တရတွေနဲ့နှလုံးသားထဲမှာတင်းစီခေါ်ဆောင်သွားနိုင်မှုတော့လိုတာပေါ့တတိယတဲ့အခါလွမ်းရတဲ့အခါကြည်လင်အေးချမ်းပါစေကြောင်းမေတ္တာပို့မယ်မတက်နိုင်တဲ့အခါလဲငုံမယ်ပေါ့တသက်မှာတစ်ခါချစ်ဖူးတဲ့အချစ်မျိုးမေ့ဖြစ်ဖို့ဆိုတာဘယ်လွယ်ပါမလဲတဘောဝစာမေ့မရတဲ့အချစ်တစ်ခုတဘောဝစာသိသိသွားရုံပေါ့တတိယလျက်လွမ်းလျက်နဲ့လေဘဝကိုရှေ့ဆက်နေလို့ရပါရဲ့